ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကျယ်ပွင့်ရတော့ဆယ်လပိုင်း6ရက်နေ့မနက်ပိုင်းနေတဲ့ကနန်းကတော့မအောင်ပါဘူးကျယ်ပွင့်ရဲ့အောင်မြင်မှုကိုပြောပြပါမယ်ထာဝရမွေးခွက်12ခွက်ကတစ်ကြိမ်အောင်သွားပါပြီနှစ်9တစ်ကြိမ်အောင်သွားပါပြီကီတိုကတစ်ကြိမ်အောင်သွားပါပြီဝမ်းချင်းကတစ်ကြိမ်အောင်သွားပါပြီလုံးပိုင်မအောင်ပါဘူးနေ့တိုင်းမအောင်ပါဘူးပတ်တိယနှစ်3-4ကိုပေးထားတာပတ်တိနှစ်အောင်သွားပါပြီနေ့တိုင်းပြိတ်4-5-6ကိုပေးထားတာမအောင်ပါဘူးငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်ဆယ်လပိုင်း6ရက်နေ့ညနေခဏန်းတွေကိုထပ်မံတင်ပေးလိုက်ပါပြီငယ်ချင်းတို့မွေးခွက်12ခွက်ထာဝရမွေးခွက်12ခွက်ကိုမိနေတဲ့ဆိုရင်ကျယ်ပွင့်အတန်နဲ့ပြောပြမယ်လေနှစ်9 30 4ခွန်5 6 5 8 1 8 3 6နှစ်ခွင်3ခွန်1ခွင်4ကို50ဆိုပြီးတော့12ခွက်ပေးထားပါတယ်ထာဝရမွေးခွက်12ခွက်ပေးထားပါတယ်ဩဂတ်လတလလုံးအချိန်တိုင်းပြောခဲ့ပါတယ်ဒီနေ့ညနေအတွက်ကတော့နေ့တိုင်းဘရိတ်ကို5ဘရိတ်6ဘရိတ်ခွင်ဘရိတ်3လုံးပေးထားပါတယ်3လုံးလှုပ်ရှားမယ်ဆိုရင်16ခွက်ရှိပါတယ်ကီတော့အနေနဲ့ကတော့ခွင်8-3ညကိုပေးထားပါတယ်ဝမ်းချင်းက8-3ညကိုပေးထားပါတယ်လုံးမိုင်က8ကိုပေးထားပါတယ်ကျယ်ပွင့်ရ ready made ဇာတ်တွေကိုလည်းကြက်ရစားပါအမေအုပ်စုကဏ္ဍများအဖေအုပ်စုကဏ္ဍများဆို2စုခွဲပေးထားပါတယ်ကြက်ရကိုရွေးပြီးတော့လှုပ်ရှားနိုင်ပါတယ်ကစားနိုင်ပါတယ်ကဏ္ဍတွေကိုလည်းစိတ်ကြိုက်ပြုပြင်သုံးစွဲနိုင်ပါတယ်ညနေမှာလည်းငယ်ချင်းတို့မိတ်ဆွေအားလုံးတို့
အောင်ပွဲဆင်နိုင်ပါစေမနေ့ပိုင်းမှာတော့ကျယ်ဝန်းရဲ့9မျိုးသောကဏ္ဍကဏ္ဍတွေက4မျိုးသောကဏ္ဍတွေကအထောက်အကူပေးခဲ့ပါပြီသာဝရမွေးခွက်ကီတော့ဝမ်ချင်းပတ်တီစုစုပေါင်းကဏ္ဍ9မျိုးက4မျိုးကအထောက်အကူပေးခဲ့ပါပြီကဲတကယ်ချင်းတို့ညနေမှာဆက်လက်အောင်ပွဲခံနိုင်ကြပါစေ